ခုလိုပူတဲ့ချိန်ဆိုရင်ခြင်တွေကတအားများတာမို့လို့ခြင်တောင်တိုင်လုပ်ဖို့တိုင်လေး၈ချောင်းဝယ်လာတယ်။အစကတော့အွန်လိုင်းကနေပဲတန်တိုင်လေးတွေမှာမယ်ဆိုတော့လေတန်ပါးပါးလေးနဲ့တိုးပြီးမခိုင်မာလဲကြောက်လို့အခုလိုတစ်တိုင်လေးတွေကိုဈေးနှုန်းစုံစမ်းရင်းတိုင်လေးချောင်းကိုဝယ်ပြီးတစ်ချောင်းကိုနှစ်ပိုင်းစီဖြတ်ခိုင်းလိုက်တယ်။အဲ့ဒါကြောင့်မို့၈ချောင်းရလာတယ်။အတွေးထဲမှာအစကတော့တစ်သားကပိုပြီးလောက်ရလဲလွယ်မယ်တက်တာမယ်ခိုင်မယ်ပေါ့တစ်သားရောင်းတဲ့ဆိုင်ကလည်းအချောကင်ပေးမယ်ဆိုတော့အဆင်ပြေတာပေါ့ဆိုပြီးမှာလိုက်တယ်တကယ်တမ်းလာပို့တော့ဒီလိုလေးမတမ်းမချောလေးရောက်လာပါတယ်တွေးထားတာနဲ့ရလာတာကတလွဲစီဖြစ်နေလို့တစ်သားတိုင်ကိုကော်ပတ်အကျန်းအရင်တိုက်ပြီးအနုနဲ့နောက်တစ်ခေါက်ထပ်တိုက်ရပါသေးတယ်တော်တော်လေးကိုလက်ဝင်ပါတယ်လက်တွေလည်းနာနေပါပြီကော်ပတ်နဲ့တိုက်ပြီးတော့အခုလိုတစ်တုတ်တဲ့ဆေးနဲ့တုတ်လိုက်ရပါတယ်တအားကြီးတော့မချောသွားဘူးဒါပေမဲ့ဒီဆေးကိုသုံးတာကလည်းပိုးသက်သာစေပါတယ်တိုင်ရှိချောင်းကိုဆေးရည်နှလုံးကုန်ပါတယ်ဆေးချောက်အောင်တရက်လောက်ဒီအတိုင်းထားတဲ့အချိန်မှာတော့ကတင်မှာကိုက်ရိုက်ဖို့တန်ကွင်းအထိန်တန်ချောင်းအသုံးသေးမဲ့ဟာလေးတွေကိုအွန်လိုင်းမှာရှာကြည့်ပါသေးတယ်ဒါတွေကသုံးရတာအဆင်ပြေမဲ့ပုံပါပဲဒါပေမဲ့တိုင်ချောင်းကတတိုင်နဲ့တတိုင်အကြီးအသေးစိုက်မတူတာမို့လို့အိမ်မှာရှိထားတဲ့နတ်နဲ့ပဲသုံးမဲ့ဆိုခါကြတော့လည်းမလောက်ပြန်ဘူးအဲ့ဒါကြောင့်မို့တန်ချောင်းအဟောင်းလေးနဲ့ပဲရိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်တန်ချောင်းကတန်ချေတက်နေတယ်ဆိုပေမဲ့လည်းသုံးလို့ရနေပါသေးတယ်ကတင်ချေအမြင့်ကိုတိုင်းပြီးကတင်ချေနိုင်ရိုက်ဖို့တန်လေးတွေကိုအရင်ရိုက်ထားလိုက်အောင်မယ်တိုင်ရဲ့အရှိကိုတော့မဖြတ်တော့ဘူးဒီအတိုင်းပဲထောင်တော့မယ်အစကတော့လေးတောင်းလေးရိုက်မယ်ပေါ့ကုန်ကြစရိတ်ကတဖြည်းဖြည်းများလာနေပြီလေအဲ့ဒါကြောင့်မို့တိုင်လေးဖက်ပဲထောင်လိုက်တော့မယ်လို့ဆုံးဖြတ်လိုက်တယ်တန်လေးရိုက်ပြီးညနေခင်းကြောင်လေးတွေအိယာခန်းကနေထွက်လာပြီးဆိုမှကို့အလုပ်ကိုစလုပ်ရတယ်ကို့ကြောင်ကလေးတွေအိပ်ရေးမပြတ်စေချင်ဘူးလေဒါပေမဲ့ကလေးတွေကတော့ညဗိုက်စားတယ်ဆိုလို့ရှိရင်တော့အိယာခန်းထဲထိကိုလာခေါ်ပါတယ်ခန်းထဲရောက်တိုင်ထောင်တော့တိုင်နဲ့မျက်နှာချက်ကမလွတ်နေပြန်ဘူးမောရပြန်ပြီလေဒါပေမဲ့တော်သေးတယ်ဝယ်ထားတဲ့လွှလေးရှိနေလို့မဟုတ်ရင်တော့ရက်ထက်ရွှေ့ရတော့မယ်ဒီလွှလေးကလေဈေးပေါ်တယ်ဆိုပေမဲ့လေတော်တော်ကိုအသုံးလို့ကောင်းတယ်ခုလိုတစ်ကိုလည်းဖက်ရတာခဏလေးပဲလက်လည်းမနာဘူးခဏလေးနဲ့၈ချောင်းလုံးကိုဖြတ်ပြီးသွားတယ်လွှလေးတော်တော်လေးကိုအသုံးဝင်တယ်ဒီတစ်ခုတော့တအားကိုတန်သွားပြီပြီးတော့ကတင်ချေနဲ့တိုင်ကိုကတ်ရိုက်လိုက်တယ်လေးဖက်လုံးကိုရိုက်ပြီးတော့မှခြင်တောင်ကျိုးလေးချီပြီးတော့တော်တော်လေးကိုကြီးလို့လှသွားတယ်လုံနေတဲ့ချိန်တုန်းကမရိုက်ပြလိုက်မိဘူးလေတောင်လေးတွေလက်ရှုပ်နေတာကြောင့်မို့ရိုက်ပြဖို့မေ့သွားတယ်တောင်လေးတွေရှိနေတာကြောင့်လားမသိဘူးမောဖို့တောင်မေ့သွားတယ်ပူတဲ့လေးချောင်းကိုတော့နောက်တစ်ခါမှဒီတိုင်းပဲထပ်လုပ်လိုက်မယ်ကုန်ကြစရိတ်ကတော့ထင်ထားတာထက်ကိုပိုကုန်သွားပါတယ်လက်ဝင်တယ်အချိန်ကုန်တယ်သူများလုပ်ပြီးသားဝယ်ရင်ဒီထက်ပိုလာမယ်လို့လည်းထင်ပါတယ်ဒါပေမဲ့လည်းဒါကကိုယ့်အတွက်သင်ခန်းစာရပါတယ်လေကိုမလုပ်ဘူးတဲ့အရာလေးကိုလုပ်လိုက်ရတော့လဲကျဉ်တ်မိတယ်အခုလိုအဆုံးထိကြည့်ရှုအားပေးကြသူတွေအားလုံးလည်းကျမ်းမာရှင်လန်းချမ်းမြေ့ကြပါစေလို့ဆုတောင်းပေးပါတယ်နော်